အားလုံးပဲမင်္ဂလာပါမင်္ဂလာညနေခင်းလေးပါအခုနန်းရောက်နေတဲ့နေရာကတော့ကာတာနိုင်ငံဒိုဟာမှာရှိတဲ့ကာနက်ကာတာရီယာဆိုတဲ့နေရာလေးဖြစ်ပါတယ်နန်းဦးတကယ်လို့ပြောတာအတန်အတွက်မှားသွားတယ်ဆိုလို့ရှိရင်တော့တောင်းပန်ပါတယ်တကယ်လို့အတန်အတွက်အမှန်သိရဆိုလို့ရှိရင်လည်း comment လေးမှာပြန်ပြင်ပေးလို့ရပါတယ်ဒီနေရာကတော့စောင်းရတီမှာလာမယ်ဆိုလို့ရှိရင်အရန်ကိုလှပပြီးတော့တပုံရိုက်စရာရှုခင်းနေလည်းအများကြီးရှိပါတယ်။နောက်အခုလာတဲ့အချိန်ကဩဂတ်လဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုပူပါတယ်။ဒီနေရာက tourist attraction ဖြစ်ပါတယ်။ဒါပေမဲ့အခုဟာစမရာသီဖြစ်တဲ့အတွက်ကြောင့်မလို့ tourist တွေတော်တော်များများမတွေ့ရပါဘူးဒီနေရာမှာလှေလေးလဲစီးလို့ရပါတယ်လှေကိုဈေးမေးကြည့်တာကတော့200လို့ပြောပါတယ်ဘယ်နှစ်ယောက်စီးလာလို့ပြောတဲ့ခါကျတော့ဘယ်နှစ်ယောက်စီးရပါတယ်ဒါပေမဲ့နန်းဦးကတယောက်ထဲလာတဲ့အတွက်ကြောင့်မလို့200တော့ပေးမစီတော့ပါဘူး200ဆိုတာကတော့ကာတာပတ်စံ200ကိုပြောတာပါအခုကတော့အရှိကိုဗီဒီယိုရိုက်ရတာအဆင်မပြေတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကိုလှည့်ပြီးတော့ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်ကာတာနိုင်ငံရဲ့ဥပဒေမှာဆိုလို့ရှိရင်သူတစ်ပါးကိုခွင့်ပြုချက်မရှိဘဲဗီဒီယိုရိုက်တာတို့ဓာတ်ပုံရိုက်တာတို့လုပ်မယ်ဆိုလို့ရှိရင်ဖြစ်တဲ့ကြတာမျိုးတွေရှိရပါတယ်ပြီးတော့ဒဏ်ကြေးတွေလည်းပေးရပါတယ်ဒါကြောင့်မလို့သူတို့နိုင်ငံသူတို့လူမျိုးတွေသူတို့ကလေးအမျိုးသမီးအမျိုးသားတွေကိုကင်မရာထဲမှာမပါအောင်အထူးဂရုစိုက်ရပါတယ်နန်းဦးကတယောက်တည်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကြာကြီးတော့မနေခဲ့ပါဘူးဒီနားဟိုနားလှည့်ပတ်ပြီးတော့ဗီဒီယိုလေးရိုက်ပြီးတော့ပဲရေဝယ်ပြီးတော့အိမ်ပြန်ခဲ့တာဖြစ်ပါတယ်တွေ့တဲ့အတိုင်းပဲလမ်းပေါ်မှာကိုကလွယ်ရင်လူတွေတိတ်မရှိပါဘူးစားတောက်ဆိုင်တွေကော်ဖီဆိုင်တွေလည်းအများပြားရှိပါတယ်စားတောက်ဆိုင်တွေကော်ဖီဆိုင်တွေကတော့ဈေးကြီးပါတယ်တခါဗလဲဂျီယာမောမှာတခါစားဖို့ပါတယ်အရန်ဈေးကြီးပါတယ်အပြင်ထက်2ဆလောက်ဈေးပိုကြီးပါတယ်ဒီနေရာကဆိုလို့ရှိရင်ဒီနေရာကိုမက်ထရိုနဲ့လာမယ်ဆိုလို့ရှိရင်အနီလိုင်းကိုစီးရမှာဖြစ်ပါတယ်အနီလိုင်းကိုစီးပြီးတော့လက်သဖီယာဆိုတဲ့ metro station မှာဆင်းရမှာဖြစ်ပါတယ်အဲ့ဒီ metro station မှာဆင်းပြီးတော့ bus number 153သို့မဟုတ်152ဆိုတဲ့ bus number ကိုစီးရမှာဖြစ်ပါတယ်တကယ်လို့ metro ကရှိတယ်ဆိုလို့ရှိရင် metro bus တွေကို free စီးလို့ရပါတယ် metro ကတော့တစ်ခါစီးရင်2ကျပ်ပေးရပါတယ်တကယ်လို့အပြန်ကို metro နဲ့ပြန်မယ်ဆိုပြီးစီစဉ်ထားရဲဆိုလို့ရှိရင်လည်းကိုဆင်းခဲ့တဲ့ bus station ကိုပြန်သွားပြီးတော့ဒီနံပါတ်တွေကိုပဲပြန်စီးနိုင်ပါတယ်ကားက metro station စီကိုအရောက်ပို့ပြီးမှဖြစ်ပြီးတော့အဲ့ဒီ metro station ကနေပြီးတော့ပဲ metro စီးပြီးတော့ကိုနေတဲ့နေရာကိုပြန်နိုင်ပါတယ်ဆိုင်နေတော့တော်တော်များများရှိပါတယ်တကယ်လို့ရေစားတဲ့အေးတွေပါတောက်ချင်တယ်ဆိုလို့ရှိရင်အိုင်နာလေးမှာ convenience store လေးတစ်ခုရှိပါတယ် spa လို့ခေါ်တဲ့ convenience store လေးပါအဲ့ဒီမှာဆိုလို့ရှိရင်ရေကိုကာတာတစ်ချက်2ချက်နဲ့လည်းဝယ်တောက်လို့ရပါတယ်ဈေးလည်းမကြီးပါဘူးဒါကတော့လှေလေးတွေဖြစ်ပါတယ်နောက်ပြောတဲ့အတိုင်းပဲအဲ့လှေကတစ်ခါစီးရင်ကာတာ200လို့ပြောပါတယ်နောက်ကတော့တယောက်တည်းလာတဲ့အတွက်ကြောင့်မလို့200ပေးပြီးတော့မစီးတော့ပါဘူးဒါကနန်းဦးပြန်နေတာဖြစ်ပါတယ် metro station ကိုသွားနေတာဖြစ်ပါတယ်တတာ